ပေးရွတ်တယ်မေတ္တာပို့လိုက်တယ်ဟုတ်ပြီမေတ္တာပို့တော့တတ်တော်ကျမ်းပါစီပြီးမေတ္တာတို့လည်းအဆုံးမှာဣရိပိသောဘဂဝါသောခတော်သုပ္ပရိပန္နောတန်ခါဖရာကုံတရားကုံတန်ခါကုံ80တယ်ရွတ်လိုက်တယ်ဆိုတော့မေတ္တာတရားနဲ့ဖြန့်ဝေပြီးညံထက်သွားမယ်အစဉ်ကပရမတရဏဂုံယူတယ်တရဏဂုံယူပြီး၅ပါးသီလယူတယ်၅ပါးသီလယူပြီးတော့မေတ္တာပို့လိုက်မေတ္တာနဲ့တော့မေတ္တာသားကလေးနဲ့စေတသာစိတ်လေးနဲ့နေလိုက်တယ်နေပြီးလို့ရှိရင်ဂုံတော်9ပါး6ပါး969ကျွတ်လိုက်တယ်အဲ့ဒါလေးပွားမယ်ညံထက်သွားညံထက်ပြီးမှအနိစ္စလက္ခဏာသွားလိုက်တယ်ညံထက်ပြီးလည်းပြီးရောညံလက်ထက်ကဖရာတရားတန်ခါပုံမှာကြည်ညိုမှအနုတ္တိဖြစ်မှတရားညံထက်တော့မှအနိစ္စဝိပဿနာသွားလိုက်ရင်ကိစ္စပြီးသွားပြီသူ့အစဉ်လေးကိုရှေ့ဆရာတော်ဖရာတွေကမကြော်တော့ဘူးရှေ့ဆရာတော်ဖရာတွေစီမံခဲ့တဲ့ဆရာတော်ဖရာကြီးတွေကအလွန်ကောင်းမြတ်တဲ့နည်းကိုစီမံခဲ့တယ်အခုနေရအမိနှုတ်လိုက်လေခေါင်းနှုတ်လိုက်နေမရှိတော့ဘူးတရဏုံပေးမယ်သီလယူမယ်မေတ္တာဘာဝနာလုပ်မယ်ပြီးရင်ဂုံတော်သွားမယ်ဂုံတော်သွားပြီးရင်လက္ခဏာရေးတင်မယ်အစဉ်ုံပြေးနေတာတရားမလို့ဘုရားကြီးဆရာတော်ကတနေ့လက်ခုပ်3ကတီးလို့သူပြောတာတနေ့ကိုလက်ခုပ်3ကတီးတဲ့အနည်းဆုံးတော့ဘုရား3ချိန်ချက်ကိုဗုဒ္ဓဂုံဓမ္မဂုံသံဃာဂုံတနေ့ကို3ချိန်တနေ့လက်ခုပ်3ကတီးတဲ့ဟောဘုရားကြီးဆရာတော်ကဒါကလေးလေးတို့ပြောတာတို့စာသင်တဲ့ကမှာဆရာတော်ဘုရားတဲ့တနေ့လက်ခုပ်3ကတီးတဲ့ငါးကြီးကိုလည်းစားတယ်ငါးကြီးစားတယ်ငါးပါးသီလလုံုံထားတယ်ရေကိုလည်းတောက်တယ်မေတ္တာရေတောက်တယ်ဒီနိုင်ငံတော့ဩဝါဒ၄ခုလောက်ပဲရှိတယ်ဘုရားကြီးဆရာတော်ဗျဘုရားကြီးကြာကြီးတည်ထောင်သွားတယ်ဆရာတော်ဘုရားကြီးဗရဏဇာဂရပြင်စမသံဃာတင်ခေါင်းဆောင်စရသံဃာတင်ခေါင်းဆောင်ညောင်ရမ်းဆရာတော်ကြီးလိုပဲပြင်စမသံဃာတင်ခေါင်းဆောင်ဘုရားကြီးဆရာတော်ဘုရားဗရဏဇာဂရမထေမြတ်ကြီးရဲ့စကားပါတနေ့လက်ခုပ်3ကတီးတယ်လက်ခုပ်3ချိန်တီးတယ်တနေ့ကို3ချိန်တော့ဘုရားရှိခိုးဘုရားကုံဓမ္မကုံသံဃာကုံရည်ရွယ်ပြီးငါးကြီးကိုလည်းစားတယ်ငါးစားပါငါးပါးသီလမြဲပါတဲ့ရေတွေကိုလည်းတောက်တယ်မေတ္တာရေတောက်ကုန်ပြီလေဟောတရဏဂုံရဲ့သီလရဲ့မေတ္တာရဲ့တောင်မွေး3ချောင်းထောက်တယ်အနေစာတစ်ပါးနဲ့လက္ခဏာရေ3ပါးနိဗ္ဗာန်ရောက်ပြီဧကံထုတ်ချောက်တယ်ကောင်းလိုက်တဲ့စကားဗျာကိုရင်ခလေးလေးတွေကိုရင်လေးတွေစားသိရင်အဲ့ဒါလေးကိုပေးလီလေးပြီးတယ်ဒီနေ့လက်ခုပ်3ကတီးငါးကြီးကိုလည်းစားရေတွေကိုလည်းတောက်တောင်မွေး3ချောင်းထောက်နိဗ္ဗာန်ရောက်ပြီဧကံထုတ်ချောက်တယ်ကောင်းလိုက်တဲ့စကားပြီးသွားပြီပြင်စမသံဃာနဲ့တင်ခေါင်းဆောင်ဖျားကြီးတက်ကြီးရဲ့ဆရာတော်ဘုရားကြီးဗရဏဇာဂရနော်မန္တလေးမှာဖျားကြီးတဲ့ဆရာတော်ဗရဏဇာဂရရွှေချင်းသာသနာစတဲ့ကျောင်းသာသနာပိုင်းဆရာတော်ကြီးဗရဏဇာဂရပါဠိတော်နေတရားတွေရေးသာပါဠိတော်ရေးသွားတဲ့မိုးတိဆရာတော်ဗရဏဇာဂရ3ပါဟုတ်ပြီနော်အဲ့ဒါပဲ